Mama, solely, Kuroli, Matwa, Coco Chilula. Who Khalil, now looked about. He paid over the tail, man, with the Chokalo, Boro, Wiza, Maumita, Jawula Ramadi, a Jaw Nashima Mashida. Sata. Boro Wiza, Maumita, Joya Swara, Emma Kame, and Daniel Brisayam. Dilone. ပရိစိတ်တာပျော်ရဲ့လားမပျော်ဘူးဗျာဒီလိုနဲ့ပရိစိတ်တာပျော်ရဲ့လားပြင်းလိုက်တာအော်ပရိစိတ်ရမယ်ပရိစိတ်ရမယ်နေပြီးနေစင်းနေပြီးနေစင်းနေပြီးလို့နေမစင်းတာနေဖင်ကြီးနေလို့လားဟုတ်ပါဘူးပရိဖင်ကြီးနေလို့လားပရိစိတ်ရမယ်ဘိုးတော်ကြားတာကွာအဲ့လိုမဟုတ်တာလေလို့လေကားတွေလည်းတိုက်ပြီးပြီဘိုးတော်ဝိဇ္ဇာမောင်မြင့်တာကျုပ်ရဲ့အစွမ်းကိုပြောရမယ်ဆိုလို့ရှိရင်ရက်ွက်ထဲမှာလင်မယား2ယောက်အမြဲတမ်းရံဖြစ်ကျုပ်သွားတားတယ်မရဘူးစေးဖော်ဆက်တယ်ကျုပ်ရဲ့စေးအစွမ်းနဲ့သွားကုတယ်ရံဖြစ်တော့မယ်အဲ့တော့ဒီမှာလဲတခါတည်းရံဖြစ်တဲ့လင်မယားတွေရှိရင်ကျုပ်ကိုပြောတခါတည်းကုပေးလိုက်မယ်ကျုပ်စေးအစွမ်းဖော်ဆက်တာလည်းမအောင်မြင်တော့တခုပဲလှုပ်ပေးလိုက်တယ်လင်းနဲ့မယားရှာနဲ့သွားတယ်လင်းကိုရှာဖြတ်မရအောင်သွားနှုတ်ပေးလိုက်တယ်ရံဦးမဖြစ်တော့ပြီးရောအဲ့တော့ထပ်ပေါ်တဲ့ဆေးကမီကွင်းကမုံကျုပ်ရက်ကွက်မှာမီးတွေအရန်လောင်လို့ဆိုပြီးတော့ငါဘာလုပ်ရင်ကောင်းမလဲငါရက်ကွက်ကိုငါဘလို့ကဲတင်ရင်ကောင်းမလဲဆိုပြီးတော့မီကွင်းကမုံပေါ်ဆက်လိုက်3ရက်ပဲကြာတယ်ကျုပ်အစေးဆွမ်းပြတာပဲအဖွားကြီးတယောက်ကျုပ်စီလာတယ်တဲ့ဘိုးတော်တဲ့ဒီမီကွင်းကမုံလေးအမေကိုရောင်းပါတဲ့မရောင်းအမေကျုပ်ဒီဘိုးတော်ဝိဇ္ဇာမောင်မြစ်တာဆိုတဲ့နာမည်နဲ့ညောင်မြစ်တာတရားပေးတဲ့အနေနဲ့အလကားပေးလိုက်တယ်အမေယူသွားတပတ်ပဲကြာတယ်သူ့အိမ်ပြကြသွားတယ်မရှိပါနဲ့ကျုပ်ရဲ့စေးဆွဲကိုမရှိပါနဲ့သူ့ရဲ့အိမ်သာပြကြသွားတယ်ကျုပ်ပေါ်တဲ့စေးမိကွင်းကမုံလုံးဝမီးမလောင်ဘူးဘယ်လောင်လဲကျုပ်ကရေအိုးနဲ့ထည့်ခိုင်းတာလေအဲ့တော့ခုနောက်ပိုင်းတော့ကျုပ်ကဘာဖော်ရင်ကောင်းမလဲဆိုပြီးကျုပ်စေးဆွဲကိုဖော်ဆက်လိုက်တာဂမ်ဘီယာရေမွေးဒီရေမွေးလေးပဲဒါကျုပ်ကိုယ်တိုင်ဖော်ဆက်ထားတဲ့ရေမွေးဒီရေမွေးလေးကကျမ်းမာရေးမကောင်းလို့လေဖြတ်သွားရင်ဒီရေမွေးလေးကဖျန်းလိုက်ပြန်မကောင်းပါဘူးနော်လေးဘက်နာဖြစ်လို့လာဒီရင်မွေးလေးတာဖျက်လိုက်ပြန်မကောင်းပါဘူးဒီစင်းလေးကဘာကောင်းလဲမင်းဘာမှမကောင်းပါဘူးဒါပေမဲ့တခုတော့ကောင်းတယ်ဘာကောင်းလဲမင်းကိုမချစ်တဲ့လူတွေချစ်သွားအောင်လုပ်ပဲစေးကိုသဘောမကျတဲ့ကောင်မလေးများရှိလားအဲ့ကောင်မလေးရှိပါ shit ဖျန်းချလိုက်ချက်ချင်းကိုမောင်ကိုတန်းဖြစ်သွားမယ်ချစ်သွားမယ်စေးဒီစေးလေးဖျက်လိုက်တာနဲ့ချစ်ကိုချစ်ရမယ်ဒါကျုပ်ရဲ့ဆွဲချစ်ကိုချစ်ရမယ်ဗျာဘယ်နဲ့ကွာမိုက်ရိုင်းလိုက်တာအစိုးရမင်းတို့အဲ့လိုဖြစ်နေရမှာဘယ်နဲ့ခလေးတွေနဲ့သေးတိုင်မဟုတ်တာငါနိုင်တာငါအနိုင်မပေးဘူးဘာဟဲလေအဲ့လိုပဲတွက်လက်တို့ပြဿနာတက်စရာမြည်ကြံဖန်တက်တယ်ဟိုတနေ့ကလည်းရုပ်ရှင်သွားကြည့်တယ်ရုပ်ရှင်သွားကြည့်တော့ရုပ်ရှင်ုံထဲမှာပြနေတာအချစ်ဇလန်းတွက်လက်တို့ကအချစ်ဇလန်းဆိုတိတ်ကြိုက်တာလေအမေကောင်လေးနဲ့ကောင်မလေးနဲ့နှစ်ယောက်တည်းထားပြီးကန်းနာမှာခယူလေးနဲ့ပေါက်တိုင်းကစားနေတာပထမအစဉ်ပြေတယ်ပြို့နောက်ပိုင်းဘလို့ပြဿနာတက်လည်းမသိဘူးတယောက်ပါစက်တယောက်ကြိုက်ဆွဲတော့တာပဲတယောက်ပါစက်တယောက်ကြိုက်ဆွဲနှစ်ပန်းနေလုံးအဝယ်စားတွေဆိုကျွတ်ကျွန်တော်မှလေးရှက်လွန်လို့တကားလုံးပြီးမှထွက်လာခဲ့တယ်အိမ်ရောက်တော့အဖေနဲ့တန်းတွေ့တာပဲတွက်လက်တဲ့မင်းဘယ်ကပြန်လာအဖေသားရုပ်ရှင်ကြည့်ပြီးပြန်လာတာလို့မင်းရုပ်ရှင်ကြည့်တဲ့လုံနေနေဦးနဲ့မိန်းမလေးပါလေးယူအောင်နဲ့မိန်းမယူအောင်ကိုကကြံလိုက်ရင်သူများတော့ပါသွားရင်ကိုကမှန်းလိုက်ရင်လင်းတော့လိုက်သွားရင်ဗမာအစင်ပြေလို့တော့အစင်မပြေမဲ့တူတူမထူးဘူးရက်ွက်တဲ့တွက်လက်နာမည်ကြီးပြီးရောဆိုဟိုတနေ့ကဒေါ်ပူးမသမီးမီအေးလင်းတော့လိုက်သွားတယ်လေအဲ့ဒီတရင်ကြချင်းတွက်လက်တို့ကော်ရုပ်ပုံနဲ့ဓာတ်ဆို9ရက်လောက်ဝင်ပုံးနေလိုက်တယ်အဲ့တော့မှရက်ွက်တဲ့မှာနာမည်တန်းကြည့်တာပဲတွက်လက်နဲ့မီအေးနဲ့ခိုးရပြေးသွားပြီတဲ့ဟိုဘက်ကမိကောင်းဖခင်သားသမီးဆိုတပတ်တွင်းလာပြန်အပ်တယ်လေအဲ့တော့မှတွက်လက်တို့လည်းကော်ရုပ်ပုံနဲ့ပြန်အထွတ်နောက်နေ့အဲ့လိုပဲရက်ွက်တဲ့ကောင်မလေးတယောက်လင်းတော့လိုက်သွားပြန်ဟောအဲ့ဒီတရင်ကြချင်းတွက်လက်တို့ကော်ရုပ်ပုံနဲ့ဓာတ်ဆိုပြန်ပုံးတာပဲကန်ဆိုးကျင်တော့တပတ်နဲ့လည်းပြန်မပို့နှစ်ပတ်နဲ့လည်းပြန်မပို့ဒီတက်ကန်ဆိုးဖို့ကောင်းတာလင်းတော့လိုက်သွားတာကိုညမအရင်ခောက်အဲ့တော့တွက်လက်ရဲ့ရှေးဘွားကအချစ်ကနေနေခဲ့လို့ပဲဆိုရက်ွက်ထဲမှာရှိသမျှအတွဲတွေအကုန်လုံးလက်အောင်သွဲပေးထားတယ်အခုတော့လူချင်းအောင်သွဲပေးစရာမရှိတော့ပါဘူး
ကြက်နဲ့ဘဲနဲ့လက်အောင်တွေပေးထားပါတယ်အမေမွေးလာတဲ့ကလေးတွေ order တော့တစ်မျိုး order oil gas အဒီကန်ကောင်းမလားဆိုရည်သားစကားလိုက်ပြောတာတယောက်မှအဆင်မပြေဘူးဒီနေ့တော့ခင်လိုက်နဲ့ချိန်လာတယ်နော် तू ကလည်းကိုလိုပဲဖုန်လိုက်ကြောင်နိုင်တဲ့တရားမှအဆင်မပြေဘူးဒီနေ့တော့ तू ဘယ်လိုပဲကောင်းမလေးကိုလိုက်မလဲဆိုတာကိုတစ်ချက်ကြည့်ရလာစမ်းပါလာစမ်းပါကွာဘာဖြစ်ဒါငါခွေးချီနဲ့ကောက်ရဲ့အဲ့ဒါခွေးချီအော်လာမငါခွေးချီမဟုတ်ဘူးအဲ့ဒါလူချီဘာဖြစ်နေရတော့မရိုင်းတာဒိဗယ်မရှိတာဘယ်သူနဲ့စကားများလားစိုက်ကယ်ကယ်ရီတမားလေအေးလေစိုက်ကယ်ကယ်ရီအားလားဆိုအားတယ်တဲ့အဲ့ငါ့ကိုလမ်းထိပ်ပို့တယ်ဆိုပို့တယ်ဒီရောက်တော့ပတ်စံတောင်းတယ်ကောင်းသလားမရိုင်းနိုင်တာမင်းတို့အဲ့ဒါလောက်ကောင်းလောက်ကွာအဲ့ဒါကားကိုကွာမင်းတို့အားတယ်ရှော့ကျွန်တော်လဲရှော့မယ်အကိုလဲနောက်ကနည်းနည်းရှော့အကိုတအားတော့ကဒိဗယ်မရှိတာအကိုရဲ့စိုက်ကယ်ကားတာ तू အားတယ်ဆိုတာအားလို့အကိုလိုက်ပို့တာဗောမဆိုင်ဘူးလေ तू အားလို့ငါစီးတာလေအဲ့ဒါကိုပြောတာဗောလေပတ်စံတော့ပေးရမှာဗောပေးရလားပေးရတာဗောပေးမယ်လေ sorry ကိုမားသွားတယ်no ဟဲ့လူဘာဖြစ်လို့တော့ပြန်ပေးဘာဖြစ်လို့တဲ့ပတ်စံပြန်ပေးပါဘာဖြစ်လို့တော့လို့စိုက်ကယ်ကယ်ရီကဘယ်လောက်တုံးဆိုဘယ်လောက်တော့စိုက်ကယ်ကယ်ရီက9000နဲ့ငါ1000နဲ့ပေးလိုက်တယ်အဲ့ဒါငါ့ကို9000ပဲပြန်ရတယ်1000နဲ့ပေးတာ9000ပဲပြန်ရမယ်လေအဲ့ဒါဆို9000အန်းလေအေးအန်းလိုက်တယ်မလားလို့ခု9000နဲ့မူးနေတာလားမသိဘူး1000နဲ့ပေးလိုက်တယ်အေးလေအကို9000ပြန်ပေးတယ်ဟုတ်တယ်အေးလေအဲ့ဒါပေးပြီလေအဲ့ဒါဆို9000ပေးလေအေးအကိုပြန်ပေးလိုက်တယ်မလား9000နဲ့ဟာဒုက္ခငါဘလို့ရှင်းပြမယ်မသိမုံလုံးစက်ကူကတ်နေတယ်အေးအကို1000နဲ့ပေးလိုက်တယ်1000နဲ့ပေးလိုက်တော့1000နဲ့ပေးလိုက်တော့ဟိုကကို9000ပြန်ပေးတယ်မလားစိုက်ကယ်ကယ်ရီက9000ဆို9000ပြန်ပေးအဲ့ဒါပြည့်တယ်လေအမှန်တကယ်ဆို9000ပေးရမှာလေကဲအကိုပြက်တရာရှာမနေနဲ့ရော့အဲ့9000ကျွန်တော်စိုက်ပေးတယ်ပြီးပြီမလားကျင်တတ်လိုက်တော့အဲ့ဆိုငါ9000ဟိပုတ်ဘူးလေအေးလေအကိုဒီမှာအဲ့ဒါဆိုစိုက်ကယ်ကယ်ရီသမားအဲ့နဲ့9000ဟာဒါကျွန်တော်ဟာအေးဟုတ်တယ်ဒါကျွန်တော်ပတ်ဆက်ဟုတ်တယ်စိတ်ဆင်းရတာကိုပင်နာကိုဒုံနဲ့ထိုးသေးခြင်းနဲ့ငါတော့ကလေးငါမလားမလေးမလုပ်ပါနဲ့ဒါဘောင်းတစ်ခုဝင်းမနုကောင်းဘူးတဲ့အကိုက1000နဲ့ပေးလိုက်တယ်1000နဲ့ပေးလိုက်တာအဲ့တော့စိုက်ကယ်က9000ကျတယ်9000ဆိုတော့အကို9000ပြန်မအောင်လားအဲ့နဲ့ပြီးပြီဗော9000နဲ့အေးအဲ့ဒီပြဿနာရှုပ်နေလို့ပြဿနာသွားမရှာနဲ့တော့ရော့ကျွန်တော်9000အကိုယူလိုက်ပြီးပြီမလားစိုက်ကယ်ကယ်ရီသမားရဲ့9000အောင်ငါစိတ်ဆေးရတယ်အဲ့ဒီမှာကျွန်တော်စိုက်ပေးလိုက်တယ်ကျွန်တော်ပတ်စံအဲ့ဆိုငါ9000အောင်အေးဒါကျွန်တော်စိုက်ပေးထားတဲ့စိတ်ကရှင်လိုက်လုံးရင်စောက်တော့မယ်နော်အဲ့မှာကျွန်တော်စိုက်ပေးထားတယ်မနေဟိုတွေကဟိုနှုတ်ဘယ်ဟာသွားနှုတ်ချင်တာတော့ဘယ်ဟာဟိုတွေကဟိုနှုတ်ချင်တာတော့ရှင်းလင်းပြောမနှုတ်နိုင်ချီစားဟိုတွေကဟိုနှုတ်ဘယ်ဟာနှုတ်တော့မပြောင်းတော့ရိတ်တော့အငုတ်ကလေးတွေထလာစူတူဖြစ်ပြီးတော့မွေးကျွတ်နာပေါက်မွေးကျွတ်နာပေါက်ပြည့်တယ်ပုတ်လေအမွေးကျွတ်နာပေါက်တော့မှခမရပြည့်သွားတာရပြီမလားရပြီရရင်ပေး9000ငါ9000အော်ဒီမှာရောက်ယူလိုက်တော့မူးနေတယ်လို့ပဲစိတ်ညစ်နေတာဘာလို့စိတ်ညစ်လဲဘာဖြစ်ရမှာလဲငါတို့လန်တိတ်ကစုမြတ်ဆိုတဲ့ကောင်မလေးကိုငါကြီးစားစကားသွားပြောတာပြောပြီးသွားပြီလားဟုတ်တယ်မသိပါဘူးကျွန်တော်ကအကိုကကျွန်တော်ပြောမယ်ဆိုကျွန်တော်ဒီကစောက်နေတာလေငါ့ကိုမချစ်နိုင်ဘူးတဲ့ဟာအဲ့ကောင်မလေးငါဒိဗယ်မရှိငါမချစ်နိုင်ဘူးအဲ့ကောင်မလေးအဲ့ဒါပြောတယ်ဆိုတာတော်ကီတွေတအားရေးကြီးငါမှမပြောတတ်တာမင်းကလေတော်ကီတွေတအားရေးကြီးတယ်ဘယ်လိုပြောမှာလဲအဲ့သူ့တဲ့တွေးပြီးဆိုတာလေ Hey STOP stop ဘာလဲရက်တော်မူပေါင်းဖေးရကောင်မလေးကိုရက်တော်မူပေါင်းဖေးရ STOP stop ဒီမှာမိန်းကလေးဟိုမှာယောက်ျားလေးဟိုမှာ6ကြီးတေချာကြည့်တဲ့တော့ကြည့်တယ်ဒီမှာမိန်းကလေးဟိုမှာယောက်ျားလေးနှစ်ခုပေါင်းတော့မုံကျော်လေးဖြစ်အမိကိုကျွန်တော်က chick အဲ့ဒါ kiss အဲ့လိုတော်ကီမျိုးတွေနဲ့သွားမယ်ကွာပေါင်းတော့မုံကျော်လေးဖြစ်အဲ့ဒါ kick အဲ့ဒါဟာဒီမှာမိန်းကလေးဟိုမှာယောက်ျားလေးနှစ်ခုပေါင်းတော့မုံကျော်လေးဖြစ်အမိကိုကျွန်တော်က chick အဲ့ဒါ kiss အဲ့ဒီလို toski တေချာလေးကောင်းသင်ပေးတေချာလေးသင်ပေးအဲ့တော့အခုကျွန်တော်ကလွယ်ကူကူလေးဖြစ်သွားအောင်လို့ခွေးလေးရသည်ဘိုက်စကယ်ဘာလဲခွေးလေးဘိုက်စကယ်ဟောတရိုးရိုးလေးပဲခွေးလေးရသည်ကမရဘူးလားဘိုက်စကယ်ကမစီးဘူးလားရာစီရီစာဘသူ့ကိုလဲနင်းကိုဘသူ့ကိုလဲနင်းကိုဒါပဲလေအဲ့ဒါခွေးလေးရသည်ဘိုက်စကယ်ခွေးလေးရသည်မရဘူးလားဘိုက်စကယ်မစီးဘူးလားရာစီရီစာဘသူ့ကိုလဲနင်းကိုဒါပဲဟာတကယ်လို့အဲ့ဒါအစမပြေနောက်တော့ပြေးတော့ဒ
ဒါဟိုပဲအစီပြောင်း လို့ပါလို့ပါ အဲ့တော့မရှိပြိုင်တာ ဘာလည်းမရှိပြန်တော့ မရှိတော့မလို့ဘူးလားပြိုင်တော့မဖြူဘူးလားလိုဖြူလူပြိုဘဒူလဲအီစကိုအော်ငါလူယုံငါ အေးပါရောအခုအီစကို ဒီကတော့အဲ့ဒါအစမပြေတော့မျိုးဟိတော့ဒီမျိုးတော့ရပြီ အဲ့တော့ပင်လေဓမြ ဘာလဲပင်လာတယ်မြ ပင်လေရမချေဘူးလားဓမြမတိုက်ဘူးလားချေတိုက်တော့ ကြိုက်တယ် ဘသူ့လေအဲ့ချိန်မှာအားရပါတော့နော်တိချကြည့်ပြီးတော့မှ ဟုတ်တာအဲ့ဒါ ဩကိုလေအားရပါထိုးချင်နေပြီလေဘူး ဘိုးကျွန်တော်ဘိုးမပါဘူးလေနေကိုအရှိန်နဲ့ go သေးပါပြီဟာရပြီနော်မှတ်မိနေနော် ငါမေးတယ်ငါ့ကိုနည်းနည်းအရင်ကလေးပြ အရင်ကလေးပြပြโอเค ကမန်းလာ ဟေးကော ဟေး ချက်တောက်တက်နေနဲ့ဖြည်းဖြည်းသက်သာပြောပါလာလို့ လွတ်ကျွတ်ဖယ်နေပါလားဟေးရက်တော်မူအောင်ဖေး SEOB စတာ ဟေး SEOB stop ဆက်သွားပါ ဩဟေးနေဦး ရက်ထားပါ ကြက်ထားပါဘာဒီတော့ပြနေတာတော့အော်အဲ့ဒါမဟုတ်ဘူးငါဒီကိုလက်သိထားမကြည့်ကိုလျောသေးလေပြေးပါ ဘာတွေလုံးနေတာလဲလုံးကိုလီအဒီဘာစကလုံးပြောလို့ ခွင်းလျားဒီဘိုက်စကယ်ဟေးဘိုက်စကယ်စီးတော့မရဘူးလား ကိုလီအဒီဘာစကကိုလီတွေမရောက်လာရတယ်ဘာစကမရှိတော့စီးတယ်မရှိပြန်တော့မရှိပြန်တော့အော်ဘာတွေလုံးပြနေတာလဲမရှိရိုင်းနော်မရှိပြန်လက်ညိုးကအရင်မသွားနဲ့အဲ့ကိစ္စကမရောက်သေးဘူးမရှိပြိုင်နော် ဟေးမရှိပြိုင်းတော့မရှိတော့မလို့ဘူးလားပြိုင်းတော့မတီးဘူးလားဟေးလိုတီး ကိုကိစ္စကိုသွားကြော်ညာသလိုဖြစ်နေကောင်မလေးအချိန်မကြည့်ပဲနေသွားမှာပေါ့ ဟေးအလကားပြောတာရှေးရွေး အခုမှသွားကြော်ညာတော့ရတော့မလားလူတီးတယ်အဲ့တော့မကျဲတော့ဘူးလေအဲ့တော့လေဘာဒီသွားဖြစ်တဲ့နေတာတော့ပင်လေတဲ့အော်စကားကိုသုံးအောင်နားမလားဘာဒီလောက်ပြနေမှမသိတခါပါရိုက်ခံအောင်ပင်လေတဲ့မြပင်လေတဲ့မြ ဟေးပင်လေတော်မြ ပင်လေတဲ့မြအရေးကြီးနော် ဟာဟေး အဲ့ဒီကိုမရောက်သေးဘူးလို့မင်းအဲ့ဒါလို့ပြောလားစိတ်ကရှည်လားဩခဏနေကုန်ခဏနေအောင် ငါလှုပ်တယ်မလို့ မလောက်နဲ့ဟုတ်မရှိပဲနော်အဲ့ဒါနောက်ဆုံးမှအဲ့ဒါတော့ဟို ဟေးပင်လေတမြဟေးပင်လေရမတိုက်ဘူးလားတမြကြီးကကျေဟော ပင်လေတဲ့မြပင်လေရမကျဲဘူးလားကျဲတယ်မြမတိုက်ဘူးလားတိုက်တယ်ကျဲတိုက်ကျဲ ဟာပင်လေရဟာမော်ရရဟော သူသိမှာဆိုလို့ခမ ्या ကျွန်တော်ပြောပြတယ် ဟေး မရိုက်နဲ့မပြောနဲ့ ပင်လေရမကျေဘူးလားတမြမတိုက်ဘူးလားကျေတိုက်ကြိုက်တယ်နင်းကိုတော့လေပြားကိုဘာမင်းနေမကောင်းအပလို့လေမင်းချီးတယ်ငန်းနေ ဟဲပြသပါဦးဟဲမနေ့တော့ငါမြည်ကြည့်တာချိုးပါတယ် မင်းဥစ္စာတစ်ခုမှစင်ငါပြောတော့မယ် ဟဲဒီလောက်ပြောတယ် ဟဲ့သူမြတ်မင်းငါချစ်တယ်အများပါချစ်ပါဗျာငါမချစ်ဘူးလားမချစ်ရင်ကိုဟာ မရောက်ချစ်ရောက် ဟာနင်းမသေးသေးလို့မတာပါဒီမြတ်စကားမြန်မာပြည်မှာပြောစရာစကားတွေအများကြီးများလည်းပြောတယ်လားမတမအယိုးချိုးပြီးဖတ်ပါလန်သွားမယ် အခုပြောအဲ့ဒါတွေ့လား ဟဲ့မင်းမပြောနဲ့အေးသေးသေးလေးနဲ့ရောက်ချင်မယ်လေ ဒါပဲခင်းလိုက်ဆိုတာဒါပဲ နင်းမီတို့ကပါရိုက်သွားတာမတာမဒီကြောက်မတာမငါမဆဲလိုက်ချင်ဘူး မစဲတာမတော်မဘသကမချောက်အဲ့ဒါမစဲတာလား ချမောင်ရုံးမတို့တို့မြောက်ပန်ချာပီလက်ပြကမှာအီဇာခွေးပြုတ်ကမှာနောက်ဘုမအပေါ်သွားရင်မျက်စုပါစေမျက်ပင်နာငုံနဲ့စောင်းရတယ်ဟက်တယ်ခွဲပါစေတောင်းလျှောက်ပြဲပါစေသွေးတွေတစ်စက်ပြီးတစ်စက်ဒလဟောကြပါစေဗျာငါယောက်ျားတယ်မင်းမလို့မင်းပြောတယ်အဲ့စောင့်နေကြတယ်ပဲဂဲပဲ သူ့ပြန်မကြိုက်တာတည်းများ6သွားရင်လည်းခင်ဗျအစင်ပြောင်းမလုပ်တတ်တဲ့ဟာ ငါဘောသားထွက် ထွက်တာရတယ်ငါနေရှောင်းတာနေငါနဲ့ညာတော့မှခလေးတွေအများကြီးပွဲပြီးသူနော် အာမကျိန်နဲ့ဒါကြောင့်ဟိုက
အဲ့ကိစ္စကပြီးသွားပြီခင်ဗျဒါလေးတော့မပြောတတ်ဘူးကြီးသားကဒီအနောက်ကပြောတယ်ပြည့်လို့ရမကြဲဘူးလားတပြက်မတိုက်ကြိုက်တယ်ဒါလေးပြောရတဲ့ကိစ္စဒါ ဒီကောင်တော်တယ်တော်တော်လေးကိုထိအောင်ရိုက်တတ်တယ်ကျ ဒါ तू ကနန်ချက်ကူကစားလာတာနန်ချက်ကူကစားတာဘာလို့တက်ကြည့်ဘာကြည့်တက်ကြည့်ဟာဘာကြည့်ကစားမကစားလေးကိုကြည့်ဟုတ်လားကစားရတယ်ဟုတ်လားဟိုက် မင်းလည်းသေးသေးလေးကိုထိအောင်ရိုက်တတ်တယ် ကိုယ့်အကိုကြောသားနေကြတာကိုယ့်အချိန်သားအဲ့ဒါအတီတွေပြောနေတာ မင်းတို့တွေကဘာကလောင်နေတော့ မက်ကလောင်နေတာ ဟောက်ပြမယ် ဘာကောင်းနေလဲ ဟဲ့ရ ရ မင်းတော့ချမ်းတယ်ကွာ ငါမေရဲ့ကျေသေးလေးနှလုံးပြောက်တယ်မတွေ့ အဲ့ဒါကျဲသီးမဟုတ်ဘူးအဲ့ဒါကျဲသီးမဟုတ်ဘူးကျောနဲ့ရင်နဲ့ကွာမှာဆိုလို့ဒါမူလီစုပ်တာဒါတွေ့လားသူ့မှာလဲမူလီလေးနဲ့ကျွန်တော်မှလဲမူလီလေးနဲ့အကိုမှလဲမူလီလေးနဲ့အမတို့မူလီပါလား ဟာဟဲ့ရတယ် ဒါလေးမိတော့ဘာဖြစ် ဟဲ့အောင်လေ ဘာတွေမျောလင့် အမှန်ဟဲ့ရ ရကိုကြီး သုံးလုံးတစ်ထောင် မင်းမိတော့လို့ ထိုင်တဲ့အိမ်နာမှာဟဲ့ရမြောက်လုံးငိမ့်ငိမ့်နဲ့မသားလုံးမစော့နဲ့ ဟဲ့ဖြောင်း မားနေတယ် ချားပရှင်းနဲ့ဟမ်မင်းတို့တွေကငါတို့ကောင်မလေးငါတို့ရက်ကွက်တဲ့ကောင်မလေးကိုဖြာရောက်ပြီးတွင်းပြလိုက်တော့ဆို ဒါရောက် အေး တလွဲနေပြီ ဒီရက်ကွက်တဲ့မှာငါဘာကောင်လဲသိလား ဒီလိုလောက်ပါဦးလေးရဲ့ ဦးကြီးနေလေဦးလေးက ဘာကောင်းလဲကိုကြီးဘာကောင်း ဒီရက်ကွက်တဲ့မှာငါဘာကောင်လဲသိ ဘာကောင်းလဲလို့ ဘာကောင်လဲလို့ ဘာကောင်းလဲလို့ ငါမသိလို့ပေးနေတယ်လို့ သွား ယူနေတာလွတ်ထားလိုက်စမ်းပါ ငါတိုင်းစီရမလို့ယူနဲ့တွေ့ ယူနေတာလွတ်ထားလိုက်စမ်းပါ စင်းရတာကွာ အဲ့ဒါကြောင့်ပြောတာကောင်မလေးကိုကြိုက်တယ်ဆိုဒီလိုလုပ်လိုက်ကျွန်တော်စီစဉ်ပေးမယ်ဗျာအတိတ်ကကောင်မလေးနဲ့အကိုကြိုက်ဖို့လိုတယ်မလားအဲ့တော့ကောင်မလေးနဲ့ကြိုက် အေးဝါဦးဟာဘာလဲ မင်းတို့တော့ ဘာသာနေလဲ စိတ်ညစ်လို့အရက်ကိုတောက်တယ် စိတ်ရဲ့ရဲတောက်ရမယ် အရက်မရတော့ထမ်းရည်ချမယ် ကြုံညာလောက်တာ ကြောက်တကားတဲ့ခေါင်းမှာဒဏ်ရာတွေတယောက်ကိုလေတစ်ခုပဲရှိတယ် ဘယ်သူအများဖို့ပါလို့တော့ ငါတို့ကအပွားလေးနဲ့ ရောက်ခမကြီးဟာမုံစီကျော်စားရင် ဟာ နှကမ်းမှာအစီတွေ ဘာသချင်းနေမှလည်းမသိဘူးကွာ ပေ ကောင်းလိုက်တဲ့တချင် ဂိမ်းဂိမ်း ဂုံဂုံပါကွာ ဂိမ်းဆိုတာခွေးကိုခေါ်တယ်ခွေးဆိုတာငွေမဟုတ်တယ်နတ်တိုးကိုနှုတ်ညင်မရတဲ့ဂျုံနဲ့ဗျဂျုံဆိုတာပလာတာကိုခေါ်တယ်ပလာတာဆိုတာစက်မှုသာမဟုတ်တယ်ရေနွေးကိုအရက်နဲ့မြည်မယ်ရောက်ခမကြီးကအိပ်ပျော်နေတယ်သူ့သမီးကဖင်ပေါ်နေတယ်ရောက်ခမကြီးကအိပ်ပျော်နေတယ်သူ့သမီးနဲ့ lost ke မရတော့ မရတာကိုဇွတ်ဆိုတယ်ခဏခဏအော် အခုကျွန်တော်ရှေ့ကိုလာမှာခဏရ ရှစ်ငါတို့ဖျောင်းနေနေကြတော့ မဟုတ်ဘူးကိုရဲ့လူဝိတ်ကဘာမှမဟုတ်ဘူးသူ့ဝိတ်သူမနိုင်တာသူ့ တော့မှာဆိုတော့ ဟောရှေ့ရောက်လာပြီဟာဒီကောင်ဒီဟိုမရောက်တော့ဘူး ငါတို့ကြောနေတာ ကတော့တာမဟုတ်ဘူးအကိုရေကျွန်တော်တို့လက်ညှိုးငေါက်ထိုးနေတာ လက်ညိုးအဲ့လိုဆိုဖြစ်ဘူး လက်ညိုးကလက်သေးလည်းမပေါ့ ခဏလေးကငါချိုး မကွက်ဒီမဲ့အာအေးကြည့်ကြပါနွားကြောင်းသားတွေပါတိမ်နှုံးလေးပြားနေကြဘာပြောလိုက်မလဲ ဘယ်ကိုကတော့မယ်တော့နေတော့ကျွန်တော်နည်းနည်းတော့ ရဘာ ဟိုတလုံးတတ် အမလူဂျုံကျွန်တော်အရက်သမားဆိုရင်ကျွန်တော်တိတ်ခါရှိကျွန်တော်ကအရက်တော့တာ38ပြမင်္ဂလာနဲ့အညီတော့ ပုတ်ချာရီ အရက်တော့တာ38ပြမင်္ဂလာညီတယ်ကျွန်တော်တောက်ပြမယ်ဒီအရက်ကို ဟာ ရေလေးမရောနဲ့ မပြောနဲ့ ဖန်ကွက်လေးတွေကိုထည့် ဟာ ကလရွမွေလိုက် အေး အစိမ့်တော့ရေမရောအောင်နော် မရော တောက်ချလိုက် ဟာ ပူမစင်းဝအောင်လား စင်းသွားတယ် အဲ့ဒါပူဇာနေရနာ ဟုတ်တယ် 38ပြမင်္ဂလာကြီးတဲ့ ခမတ်ကြဘူး ခါမှမကြဘူး အရက်ကိုရေခဲလေးထည့် ရေခဲထဲ ရေခဲလေးထည့်ပြီးတော့အသားလေးငယ်ကလ ငါတော့တောက်ချင်တယ် မွေလိုက် ဟာ
ပြီးရင်မော့ချ ဟောချလိုက်ပြီ အေးမစင်ဝ ဒီကဲလေးပါတော့အေးတော့ အဲ့ဒါအေးတံမင်္ဂလာမုတ်တမန်ဟုတ်ကဲ့ ကောင်းလိုက်တာခမတ်ကြဘူးခမတ်ကြဘူးခမတ်ကြဘူး တော့တောင်းမယ်နော်တော့နေမြောက် ရနေပါဘူးကိုရောလေ ရဖို့ဆိုရကိုရတော့ သူက ကဲလေဖြတ်တော့မင်းကမူးနေရလားလေဖြတ်တာလားမသိဘူး မဟုတ်ကျွန်တော်တောင်းမယ်ကျွန်တော်ဘာမှမလို့ကျွန်တော်အခုအသက်ကိုတော့ကျွန်တော်တောင်းမယ်လို့ရှိကျွန်တော်တလုံးမပေးလိုက်ပါကွာမအဲ့တလုံးပြောတာမဟုတ်ဒီတလုံး ဟောမင်းတစ်လုံးပြီးတော့သူ့နှလုံးနဲ့တန်ခဲ့တော့မှာဗောအဲ့ဒါပြောတာကတခါတည်းကောင်မလေးနဲ့အစီအမြင်ဒီလိုဒီလိုငမူရောငယူရောလာပြအေးဘာမှမဘူးနဲ့ကျွန်တော်တို့လမ်းထိပ်မှာဒီဂမ်မီယာဆရာကြီးဆိုတာရှိတယ် ခံထူးမဆရာမကြီး ဂမ်မီယာဆရာ तू ကကျတော့ဒီအချစ်စေးတွေပါတော့ဖော်တာဗောဗျာအဲ့ဒီဆရာကြီးနဲ့တွေ့လို့ကတော့စုမြတ်ကအကိုကိုပြန်ချစ်ကိုချစ်ရမယ် ချစ်ကိုချစ်ရမှာ ချစ်ကိုချစ်ရမယ် ချစ်ကိုချစ်ရမယ် ကဲအော်ဘိုးတော်ဟောဘိုးတော်အရင်ဆွမ်းလာမသိဘူးတယောက်မှလည်းမလာကြဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့ကတော့ကြီးတဲ့တာတယ် ဆရာကြီး ရ ဆရာကြီးအိမ်ရှိမှာဧည့်သည်ရုံနဲ့တခါလိုက်ဖွင့်တမောင်း အေးပါတကဟဲ့ဘာလို့ဝင်လာပြီတကားလာဖွင့်ခိုင်းတာအော်ဘယ်လိုပဲဖြစ်ဖြစ်ဖွင့်မရမှာပေါ့လေအမလီလာလိုက်တော့အမလီလာလိုက်တော့အမလီ နေပါဦး ဘာလို့အိမ်ထဲဝင်လာလဲဟိ ဟုတ်ကဲ့ခိုးချင်လို့ပါခင်ဗျဟောဘာတော့ ကျွန်တော်ဒီကလေခံထူးမဆရာမကြီးနဲ့တွေ့ကျွန်တော် ကျမပဲလေဘာလို့ကန်လူးမှာ ဒါဆရာ ကန်ဒီ ကြီး က ဆရာကြီးဦးမြင့်တာတို့အိမ်လားဗျ ဟုတ်တယ်ဦးမြင့် ဟောအဲ့ဒါဆိုအိမ်မားလာလို့သွားလိုက် ဟေးတက်တာနော်ဟေးဒီမှာ ဆရာကြီးဦးမြင့်တာဆိုတာ ကျွန်တော် ဟောခမရလား ဟုတ်တယ် တွေ့ရတာဝင်းတာတယ်ဗျအခုဘယ်သွားလဲ လက်ဖိတ်တန်ခဏသွားတယ်လေဟေးမောင်မြင့်သားဟေးဟောပုံလေးဟေးကျုပ် ဟောဘာကြုတ်လဲ ရှင်နေဦးကြီးကျုပ်ဘာတော့ ဆရာကြီးဦးမြင့်တာနဲ့တွေ့ကျွန်တော် ငါပဲ ဟောဒီဥပမာပြောတော့သူ့ဘဲတယ် အဲ့ဘဲကိုလိုက်တာလေဘယ်လိုစကားတွေပြောနေရတော့ငါ ဟာလားဆရာကြီးနဲ့တွေ့ကျွန်တော်ဆရာကြီးကကျွန်တော်ကောင်မလေးတယောက်ကလေငါ ဟေး ပတ်ချာ ဘာဖြစ်လဲ လန့်လို့ဆရာကြီး ဟဲ့လက်နာလဲအပကျွတ်တယ်ငါသိတယ် ဟော မင်းကောင်မလေးကိုတယောက်ကိုကြိုက်လို့ငါ့ကိုလာပြောတာမလား ဟာမလိုက်တော့ အော်မယမဲ ပြီးတော့လေဆရာကြီး ဟော ပတ်ချာ ပကျွတ်အာဟာလောက်လာဦးမယ် လန့်လို့ဆရာကြီး ဒီမှာအဲ့ကောင်မလေးကမင်းကိုပါရိုက်လိုက်တယ် ဟာမလိုက်တော့ အော်မယမဲ ပြီးတော့လေဆရာကြီး ဟောအဲ့ကောင်မလေးကပါရိုက်လိုက်တယ်အဲ့မှာမင်းငယ်ချင်းကနေပြီးတော့ဆရာကြီးဟိုမောင်မြင့်တာစီသွားလို့လွတ်လိုက်တာမလား အောင်မလေးငါမဲ အိုးမလိုက်တာစောင့်ထိုးလိုက်ဦးမယ်စောင့်ထိုးလိုက်ဦးမယ် ဆရာကြီးကျွန်တော်ဆေးပေးပါဆရာကြီး အေးဆေးပေးမယ် ကာဘောလစ်ဆက်ပြလေးနဲ့ဆေးပေးပါဆရာကြီး မနောက်နဲ့ဆေးရောက်မနောက်နဲ့ ပြရစေးလေးပြရ ပြရစေးပြရအေးပေးမယ်ဗောငါကိုယ်တိုင် ဟုတ်ကဲ့ ရှစ်သင်းချိုင်းမှာ ကိုတင်ချိုင်းဆရာကြီး အဲ့သင်းချိုင်းတစ်ခုကတရေရင်ချောက်တယ် ဆယ်ရက်တင်းညတရေချောက်လို့ နောက်မှာကရောဝဲပေးနေသွားမိသွားတယ် ဟုတ်ကဲ့ဆရာကြီး အဲဒီမှာဂမ်ဘီယာရေမွေး ဟောအဲ့ဒါလေးဘယ်လိုသုံးပါဆရာကြီး ဟောအဲ့ဒါလေးကိုကိုကြိုက်တဲ့ကောင်မလေးနဲ့သွား ဟုတ်ကဲ့ သွားပြီးသွားရင်ရှုပ်ခနဲ့ဖြတ်လိုက်မင်းတို့ကြိုက်သွားမယ် အဖုံးလေးကိုဖွင့်အตาလေးရှုပ်စလို့လဲကောင်မလေးကကျွန်တော် ငါကြိုက်ကိုကြိုက်ပါအဲ့ဒီလိုတစ်ခုလို့ယူဒီတိုင်းယူလို့မရဘူးဂါတာမှုတ်မှရ ဟောဆရာကြီးဘယ်တော့မှမလဲ အဲနဲ့ကြမှာကားတော့မှမှုတ်ပြီးမယ်ဘယ်လိုစကားတွေပြောနေတော့ ဒါဟုတ် ဂါတာမှုတ်ပြီးမယ်အဲစီပီနာစပနာစီပီစီပီနာစပနာစီပီစီပလီဒီခွေး ဘယ်လိုဂါထာလဲမသိဘူးဆ ဒါ ရာ ခွေးဂါတာလို့ ဟောခွိဂါထာ လေကလေးခြေတို့မကြီးရနဲ့ကျုံလေကလေးခြေတို့မကြီးရနဲ့ကျုံစီတွေဝေလို့ဖိုက်ဖေလုံးမလိုက် ဆရာကြီးဂါထာကျမ်းနေဆရာကြီး အဲ့နဲ့ချင်းနဲ့ဆုံး ဂါထာကျမ်းမှာဆေးဆွမ်းတယ် အဲခဏကိုင်းနာ ဟုတ်ကဲ့ဆရာ ထိုင်းလို့ထပ်မှုတ်ပြီးမယ် ဟုတ်ထိုင်းလို့မဟုတ်တာရှိ ထိုင်းလို့မှုတ်ပေးရမယ်ပိုက်စတိုင်ပိန်ပိုင်ပရုံတက်တပိုင်ရှိုက်တိုက်ပိုင်ပနာမစပလောမမလော ဟာဆဲလာလားဆရာကြီး အဲဂါတာမှုတ်ပေးရှိုက်ပိုင်ပိုင်ပရုံမလိုက်တပ်ပရင်တပ်ပရုံတပ်ပရုံတပ်ပရုံပတ်ပေတူပတ်ပေဘာလို့ကစပလောမမလော ဟာဆရာကြီးမမလို့ဆဲလာလားဆရာကြီး ဂါတာမှုတ်နေတာ ဆဲတယ်လို့ပဲဆို က
ကိုကြိုက်တဲ့ကောင်မလေးနဲ့သွား ဟုတ်ကဲ့ နော်ကောင်မလေးသွားပြီးတော့ရှုပ်ခနဲ့သွားလိုက် ဖုန်းလေးကိုဒါလေးဝင်ဟောလို့ရှစ်ဆို ခေါ လို့ င်းနဲ့မင်းချစ်ကိုချစ်ရမယ် ချစ်ကိုချစ်ရ ချစ်ကိုချစ်ရမယ် ချစ်ကိုချစ်ရမယ် နောက်ခိုင်းလိုက်တာအစင်ရောပြေလားမသိဘူးဘာပဲပြောပြောဆရာကြီးနဲ့တွေ့တော့ဒီကောင်မလေးသူ့ကိုပြန်ချစ်အောင်လို့တော့လမ်းပေးလိုက်ပါသူအစင်ပြက် တကယ်ကြီးအစီပြေသွားပြီဟာဆရာကြီးရဲ့သဘောကောင်းတယ်ပတ်စံလည်းတပြားမြူဟောပီယာဆေးလေးပေးလိုက်ပြီ ဒါတော့အောင်ပြီဗော သုံးမသုံးရလွယ်လွယ်လေးဗျာဟောဒီရေမွေးလေးဟောဒီကောင်မလေးနောက်အဲ့လိုလုပ်လိုက်တယ်ကောင်မလေးကချစ်ကိုချစ်ရမယ်တဲ့ရေးလည်းမိုက်ပါပြီစင်ပြေသွားပြီ ခင်လို့ကြားပေါင်းနေတော့သူပြောင်းမကြည့်ဘူးသူပြောင်းမကြည့်ရတဲ့ဘယ်ကိုကြည့်နေလဲ မဟုတ်လေတင်မနောက်နဲ့ကွာ ခင် အမဟုတ်လေတင်ကနေ ယောက်ျားအဲ့လို အားရဘလုံးနဲ့ ယောက်ျားအဲ့လိုလုံးနေလေ အမလေးကဲကြအောင်ဗျာ ယောက်ျားဟေး ငါတကယ်ချင်းလေအဲ့ဒါစင်ကြယ်တော့အရင်ပူပြီးပြန်လာတော့မှာ ဘ ပဲ လို့စင်ကပူပါဘလို့စင်ကအိမ်ကပူပါတော့ အေးစင်ကာပူနော်အဲစင်ကာပူမြန်စင်ကြယ်တော့အရင်ပူပြီးပြန်လာတော့မှာအေးစင်ကာပူစင်ကာပူကပါလိုက်ရှင်မို့လေအနံ့ရမ်းကောင်းတာအမြန်နန်းကြည့်နန်း မကြိုက်ဘူးပြန်ခေါ်လိုက်ပါဦးကဲနာ ကင်မ ကဲနာ ကင်မ မတမမရှောင်းကြငါလည်းညို့မကြောက်မယွန်းနဲ့ စစ်တာကို ရှောင်းမညောင်းငါလည်းညို့ပရိမပါဘူးနော်ကဲနော် ယောက်ျားယောက်ျား ဘယ်ရောက်ကြလဲဘလို့ခေါ်နေလဲ ယောက်ျားဒီမှာတော့တာကနမ နောက်နေငါချစ်သူရပါပြီ ဘာမနောက်လဲလားဟာကောမညီကဘာကိစ္စဝင်ရှုပ်တယ် ဟောပြတော့မကြတာငါရောက်ကြဘာယူ အမလေးဟာဘာသာတဲ့ကျွန်တော်ကလည်းမမွေးခဲ့ပါကတော့ကျွန်တော်ရမိတဲ့ယောက်ျားတို့နဲ့တွေ့ပြီးပြင်းပြတဲ့ဘာသာပါအဲ့ဒါငါလင်းငါယောက်ျား မဲနေလို့ချက်ကိုမြန်ငါချစ်သူကကြိုက်မယ်ထင်လားငါလို့မိမစစ်ကိုပဲကြိုက်မှာဟဲ့တော့လို့ကြိုက်မှာတော့ ဘာမနေငါ့ကိုမြပါမိဘလို့မိမြနဲ့ငါ့ကိုဆွာတယ်ပါ ခေါ်နေလေ အဲ့ဒါဟာနေပါလေလာခဲ့ ငါနဲ့ယူပါလေအမနဲ့နင်တို့ကနှစ်ပန်းလုံးညောင်ဆောင်ပြဟွာပုနေတာအမနဲ့ကဲကြပါဦးကျင်းအောင်စားလေးကုန်ပါမင်းကနှစ်ပန်းလုံးလာနဲ့မတူနှစ်ပန်းလုံးနေတယ်လို့ပဲ မတာပါတဲ့တော့ အမနဲ့ကဲကြပါဦးဗျာတိုင်းစီကျွန်တော်ကဲအောင်နောက်ကလူတွေလိုက်လာလို့ ကဲမင်းကဘာသွားလို့လဲ ဘာမှမလုပ်ဘူးကျွန်တော်နောက်ကလိုက်လာကြ မင်းမလည်းဘာနဲ့မင်းကိုမကဲသွား ကျွန်တော်ရင်မွေးမလို့တာလေးဘူးဒီလိုလေးပဲဖျန်းနေတာဗျာအဲ့နောက်ကနေလိုက်လာ ဟဲ့ငါတို့လိုယောက်ျားမျိုးတွေကအဲ့လိုကောင်မျိုးမင်းကိုပြဿနာချောင်းငါနဲ့တွေ့မယ် ဟုတ်ကဲ့ဆရာကြီးကုညီပါဆရာ ကောက်ကို ကိုလည်းမဟုတ်ကိုကိုတယ်နဲ့လေ ကောက်ကို ကိုမီးလိုက်မယ် ဘလို့မှခံစားစရာမကောင်းတဲ့ရုပ်ပါ ကိုရဲ့မီးရလေဆောင်းနေဆိုရင်တမိုး ဒီမျက်နှာရဲ့ဒီနို့ရဲ့ဒီဘက်ရဲ့တဖေရဲ့ထဲမှာဟိုရဲ့လားကွာ ကိုမီးလိုက်မယ် မလုပ်နဲ့ကဲကြပါဦးဗျာ ယောက်ျား အားရပြီကွာ ယောက်ျား နေရောက်ကြီးမင်းတို့လည်းတယ်လီဂရမ်ကြည့်နေရတယ်လို့ပဲငါစားပြားနဲ့ကူတော့ကောင်းမလားမသိဘူးတွန်းလိုက်ရေမင်းမိမစိတ်ပေါက်တာမဟုတ်လားဘူးတော့မင်းမိမစိတ်ပေါက်တာမရှုံးတော့ ပေးတပန်းလုံး မတာယောက်ျား ကိုကြီးမင်းရောလည်းပေးပြီးတပန်းလုံး ငါလည်းတွေ့ကောမလီယာဖတ်တော့ကိုညင်ပြီးဖတ်တာကိုလက်နေမှာ မင်းရောလည်းတပန်းပေးလုံး အမလေးကြကြပါ ယောက်ျား တေတော့မူတေနိုတော့ ကိုကြီးကျွန်တော်တလုံးပို့ပေးပါမယ်ကျွန်တော်နောက်ကလည်းနောက်ဆက်နေကိုညင်လေးပါ သူလည်းတော့ဆက်လာအညီရောအာတော့ဘယ်ကောင်တော့ဆက်သူလည်းဆက် ကျွန်တော်ဘာမှမလုပ်ကျွန်တော်ရင်မွေးပုံးလေးမွေးဒီလိုလေးဖျန်းတာ အဲ့လိုဖဲတော့လည်းမင်းတို့ဘလို့တော့ ကျွန်တော်နောက်ဆက်
အဲ့လိုဖမ်းလိုက်တော့လမ်းတော့ဆက်မေသားတော့ထီမလို့ပဲမွေကြိုက်ပြီစမှုစာအစာတွန်းနေမောင်နေမောင်မျက်နှာလဲယူရီးယားဖေးမျက်နှာနဲ့ဟာမော်ပဲမော်ဒီတော့မှပေးကန်းရရောတယ်ချင်းမောင်တော့မောင်နေစမ်းမှာအေးလေးပြင်းနေရတယ်ဈာထဲမှာဟာကဲမနောက်ပါနဲ့ကွာ ယောက်ျားယောက်ျား ဒါပြီးရင်ငါတော့မဟုတ်သူတစ်ပန်းလုံးမှာ ယောက်ျားရအောင်ငါဟိုကောင်မပါစိတ်ပါလက်ပါလုံးတာဗျာစိတ်ရလိုက်တာစိတ်ရလိုက်တာသူကပါစိတ်ပါလက်ပါလုံးနေတာလို့ ကိုနဲ့မင်းနဲ့လုံးမယ်ကို ပဲကြားရတော့လာဗျာ ကိုနဲ့မင်းနဲ့လုံးမယ် ယောက်ျားဟောယောက်ျား အစီဆွဲငါအကြောင်းငါသိပြီးသားရုံပါတယ်လေဘာဖြစ်ဖြစ်ငါဟေးဆရာကြီး ကျွန်တော်ဖြည့်စင်းနေမြန်ပြန်ပြီးတော့ ဘာဖြစ်လို့ အာပြဿနာအများကြီးပဲတက်ကုန်ပြီလူတွေအများကြီးကုန်လိုက်လာပြီ ဘယ်လိုလိုက်တာမေးဘာလို့လဲ ဟာဆရာကြီးခိုင်းနေတယ်မယ်လေ အဲ့လေ ဖုန်းလေးဖွင့်နေလေဆရာကြီး အဲ့လေ ဒါပဲလေမဒါပဲလေဒါပဲလေ အဲ့လေအဲ့လိုပဲပြေးခိုင်းတာ နောက်ကလူတွေလိုက်ခိုက်တာနှာခေါင်းနဲ့ဖျက်ရိုက်နေတယ် အဲ့လိုပဲပြေးခိုင်းတာ သူများနာတာရှိတယ်လားနှာခေါင်းနဲ့ဖျက်ရိုက်နေတယ်ဒီလောက်တနာယူရကောင်နှာခေါင်းရိုက်ခါနဲတော့နေသေး အဲ့လေအဲ့လိုပဲပြေးခိုင်းတာလေဟဲ့ကိုပေါ်လက်စေးကိုပါဖြစ် ဆရာကြီးမနှောင်းနဲ့ဆရာကြီးဟာမျက်လုံးရွယ်နေမျက်လုံးရွယ်ဟာ ချာချာ ဟာအဖိုင် ချာချာ ဟာအထက်မှာလည်းဝှက်လျှော်ဒုံကြီးဖွက်ထားလားမသိဘူး ချာ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 ဘာလို့ခေါ်မလားချာချာဟဲ့ မင်းကဘယ်လိုခံစားမှလဲ ချာချာ ခုနပစိုးနဲ့နည်းနည်းတော်သေးတယ်အမလေးလူကြီးတော့လူလောက်ကြည့်တော့လူလောက် ချာဟဲ့ စိတ်ဆင်းရဲစရာခေါင်းလိုက်တာ ခုမှမဆိုင်ချင်းရ မင်းကငါအရက်လောက်ဖြစ်နေတယ် ချာဟဲ့ ဟုတ်လေရက်ကရှည်တာငါရက်ဘာတွေတွေးနေဟောဗျာဆရာကအော်နေသမောင်းမင်းကတမျိုးသူတို့ကတမျိုးအလားဒီမသားသူတို့လုံးမှာသူတို့လုံးမှာ ချာချာ ငါလုံးဝမလဲငါလုံးဝမလဲယောက်ျားတော်ပြီ ယောက်ျား အမေ ချာဘာဖြစ်နေချာဟဲ့ စတဲ့ရှိုးဘာတနဲ့ဆိုရမလဲမသိဘူးတနေ့ကမထော်တော့ ယောက်ျား ဘယ်ရပို့ရပြေးပြီဟဲ့